ဒီကဘာပေါ်မှာကြောက်စရာအကောင်ဆုံးအထီးကျန်မှုကအေးဆက်ဆက်အိမ်တောင်ရေးထဲမှာရှိတယ်လက်တပ်ပြီးဘဝချင်းပေါင်းဆက်ထားတယ်ဆိုပေမဲ့လင်းနဲ့မယားကြားနှွေးထွေးစွာဆက်ဆံမှုမရှိတော့ရင်တအိမ်လုံးတိတ်ဆိတ်ခြောက်ကပ်သွားတော့တာပေါ့ထမင်းကိုအတူတော့စားပါရဲ့နှစ်ယောက်ကြားမှာပြောစရာစကားမရှိဘူးတယောက်နဲ့တယောက်မျက်နှာချင်းမဆိုင်မိအောင်တအိမ်ထဲနေပြီးတော့ကိုဝေးဝေးရှောင်ကြတယ်နောက်ဆုံးမပြောမဖြစ်ပြောရတော့မယ်ဆိုရင်တော့ message လေးပို့ပြီးပြောကြတယ်ဗျာဒါဖြစ်ရင်အိမ်တောင်ကြီးဒီလိုမချောက်ကပ်အောင်ဘယ်လိုလုပ်ရမလဲတကယ်တော့ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေလူချင်းကြတဲ့အရာကရိုးရှင်းပါတယ်အစင်ပြေမနေတဲ့အခါပခုံးဖက်အားပေးတာမျိုးကိုနေမကောင်းရင်ဂယုတစိုက်မင်းမြန်းတာမျိုးနှစ်ယောက်အတူရီမောစရာတွေပြောတာမျိုးပေါ့အဲ့ဒီလိုမလုံနိုင်ကြတော့ပဲစိတ်စိတ်လေးနေလေ့ကျင့်ထားတဲ့အပြုံးအတုလေးတွေနဲ့ပြုံးပြတကယ်တမ်းကို့ဘေးနာအရန်ရှိစေခြင်းတဲ့လူကိုတအိမ်ထဲနေပြီးတော့အဝေးကငေးကြည့်ပြီးလွမ်းနေရတဲ့အိမ်တောင်သည်တွေအများကြီးရှိတယ်နော်အသက်ရှိနေသေးပေမဲ့ရင်မခုန်တော့တဲ့အချစ်ကိုပြန်တန်းတနေရတာကလေနဲ့နေအောင်ကြေကွဲရတာမျိုးပါဘာကြောင့်ဒီလိုအေးဆက်သွားတာလဲအိမ်တောင်ဘက်ရဲ့တစ္ဆာဖောက်ခြင်းခံရလို့လားနှစ်တွေကြာလာလို့ပြန်တွေးကြည့်တော့ဒီတယောက်ကိုငါလက်ထပ်လိုက်တာမှားပြီဆိုတော့နောင်ရမျိုးရစရာကိစ္စတွေဖြစ်လာလို့လားနှစ်ဖက်ဆွေမျိုးတွေရဲ့ချဲလဲမှုကြောင့်လားစီးပွားရေးအဆင်မပြေလို့လားပြဿနာကိုတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းမဆွေးနွေးကြတော့မကျေနပ်မှုတွေကတပြေးပြေးအချိတ်အခဲဖြစ်လာပြီးပြောချင်ဆိုချင်ဆက်ဆံချင်စိတ်တွေကုန်ခန်းသွားကြတာလားယောက်ျားလေးတွေကသူတို့ရဲ့တဘာဝအရာမိန်းကလေးရဲ့အပြစ်အနာစာတွေကိုလူတွေကြားထဲထုတ်ပြောလို့မရှိပါဘူးမိန်းကလေးတွေကြပြန်တော့လေသူတို့ရဲ့တဘာဝအရာယောက်ျားဖြစ်သူရဲ့သူ့အပေါ်ဆက်ဆံဖို့မကြိုက်တာတွေကိုလူသိရှင်ကြားပြောသူတွေရှိပါတယ်မိန်းကလေးရဲ့စကားပဲကြားရသူတွေကလည်းယောက်ျားလေးပဲလွန်တယ်လို့ထင်ကြတော့တာပေါ့သူ့အကြောင်းတွေဒီလိုပြောလို့ဆိုပြီးတော့လေယောက်ျားဖြစ်သူကအေးဆက်သွားတာလည်းဖြစ်နိုင်ပြန်တယ်ယောက်ျားလေးဘက်ကပဲစပြီးအေးဆက်မိန်းကလေးဘက်ကပဲစပြီးအေးဆက်မခံစားနိုင်လောက်အောင်အထီးကျန်တဲ့အိမ်တော်ကြီးတစ်ခုဖြစ်လာတဲ့အခါယောက်ျားဖြစ်သူကအပြင်မှာအချိန်ပိုကုန်လာပါလိမ့်မယ်မိန်းမဖြစ်သူကလည်းဆိုရှယ်ကြတဲ့လူဆိုရင်တော့အပြင်ထွက်ပေါ့အိမ်တွင်းပုံလေးတွေကတော့ဖျားခန်းတဲ့ social media ပေါ်မှာအချိန်ကုန်လာကြတော့တာပေါ့အဲ့ဒါကကြားလေးပူဆိုးလေးဖြစ်မှာပါနောက်ဆက်တွဲအကျိုးဆက်တွေကတော်တော်ဆိုးပါတယ်လူကြီးမင်းတို့လည်းတွေးလိုက်ရင်သိပါတယ်ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာလူကြီးမင်းတို့ရဲ့အိမ်တော်ရေးဟာအခုကျွန်တော်ပြောသလိုဖြစ်နေပြီဆိုရင်ပြန်ပြင်ဖို့နောက်မကြသေးဘူးဆိုတာကျွန်တော်ပြောပြစေအလျှော့ပေးတင်တာအလျှော့ပေးလိုက်ပါဝန်ခံစရာရှိတာဝန်ခံလိုက်ပါတောင်းပန်စရာရှိတာတောင်းပန်လိုက်ပါဒါဆိုရင်တင့်အိမ်တော်ရေးဟာအရင်လိုပဲပြန်လဲနှွေးထွေးလာဖို့ရာဂိုင်နှုန်းမြင့်ပါတယ်ဒီဆောင်ပါကိုတော့ TikTok ပေါ်က The Life of J Channel ကနေယူထားတာဖြစ်ပြီးကျွန်တော်အတွေးအမြင်တချို့နဲ့ပေါင်းစပ်တင်ပြခြင်းဖြစ်ပါတယ်ချစ်သူအိမ်တော်ဘက်များအားလုံးယုံကြည်ကြပေါင်းကြနိုင်ပါစေဗျာ